တို့မင်းသေးရဲ့လောက်စူသားလိုက်ကြရအောင်ပါခင်ဗျာဒီကွယ်ငါခွင့်ပြုချက်မရပဲစီးနေတာဘယ်သူလဲဒီကဘာလို့ဘာယူထားတာလဲမင်းတော့ကွာဒီနေကိုအပိုင်းသားတယ်ခွင့်ပိုင်ပဲဟဲ့爸爸，故乡里边。ဟဲ့ဘယ်တော်တော်တည်းကောဟလားရှင်းကြောင်ကျမရဲ့လွတ်လပ်ခွင့်တွေအများကြီးဆုံးရှုံးနေပြီရှင်ဘာကြောင့်တေးရတာအားတွေလုတ်ဖို့ကြံသေးလေအဲ့ဒါတွေအားလုံးလုတ်ဖို့အတွက်168တိုင်တီတီပဲချိန်ရတယ်我爱你，我骗你，路啊，你看我来不及吧？ နင်ကလေယောက်ျားဖြစ်ပြီးအရန်ကြောက်တယ်လို့လည်းသိတာကိုရတို့အချိန်ဆုံးတော့ဖြစ်နေတယ်ကောင်းပါလာထောင်းနေတော့ပါချလိုက်တယ်တို့ရုံးပါလေတန်ရတဲ့ကောင်မှမရှိဘူးအဲ့ဒီဝန်ထမ်းတွေအားလုံးကမာမီသမီးတွေတို့အားလုံးဝန်ထမ်းဖြစ်နေတာလေအချစ်ပဲရောက်ရဲကြောအာပြင်ဆောင်ကြီးတယ်ကွာငါကျိုးကိုလိုက်မနှောက်ရှက်နေရလေ ဘာရင်ညွှန်းရင်စားမှမရှိပဲနဲ့ခင်ဗျားကိုလိုက်နှောက်ရှက်နေတယ်ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးခင်ဗျားတို့ရှေ့ရောက်ကျုပ်ကကောင်းမှုဆက်ဆံမှာမဟုတ်တော့ဘူးနော်ဆက်ဆံကြတော့နင်ကဘာလို့ချင်လို့လဲပြဘယ်လိုချင်ကရကမလောင်းလေအဲ့လိုမလုပ်ရဘူးဟိုကအုပ်စယူနေရလင်နာယူမိမတူတာပါကလေးလေးအိမ်မှာကျွန်တော်စားနေအောင်ဆက်မရှိဘူးမဖြစ်နဲ့ကျွန်တော်တက်စီယူချင်တဲ့ကောင် ငါကြိုက်လို့ပါဟာ လူကမလောက်လဲမလောက်စားနဲ့ဇောလောက်ချင်နေတဲ့ကောင် သူကလေးကိုကိုယ်တိုင်လေးကိုကြော်ကျွေးခဲ့တာလေမင်းထိုင်ရပြီကွာ Ready နော်ကျယ်သီးတွေဘာမှတတ်မထားဘူးကျမကတော့ဥကိုမပြတ်ဘူး အဲ့ဒါလို့ဖြစ်နေအောင်ပါ ငေါ့ကိုလည်းချစ်တယ်ကိုကြီးဘာမလို့ပဲကြံတော့ကွာမဟုတ်ပါဘူးလို့ဆိုတာလည်းငါမဟုတ်ပါဘူးနေမပါလားရဲကြောင် နေလို့မဟုတ်ဘူးနော်တို့အချင်းများများ ပုံစံနဲ့ငါရှေ့ကိုလိုက်မလာနဲ့နင်ကငါတေခဲ့ပြက်ပဲဘယ်လိုကြပါလဲလားကျွန်တော်တမ်းမမကောင်းလို့ပါလေ